မြမအရေးလေးလာသူနာမည်ကြီးသူတေတီတူဦးဖြစ်တဲ့ဦးမင်းစင်ကိုတရုတ်အစိုးရကနိုင်ငံတော်လုံခြုံရေးထိခိုက်မှုဒီလိုလုံးမှုပုံမှန်ရင်းနဲ့ဆွဆွဲပြီးတော့ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့ဖော်ပြနေကြပါတယ်။အမေရိကန်နိုင်ငံသားတဦးဖြစ်တဲ့ဦးမင်းစင်ကတရုတ်မြန်မာနယ်စပ်ယူနန်ပြည်နယ်ဒီကူမင်းမြို့ကိုအရောက်မှာရုတ်တရက်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဒီနေ့ဇွန်လ12ရက်2026မှာတော့မြမအရေးသူတေသနာလောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေတဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ ISP မြန်မာအဖွဲ့ရဲ့တည်ထောင်သူလည်းဖြစ်တဲ့ Writer လည်းဖြစ်တဲ့နိုင်ငံရေးသိပ္ပံပညာရှင်ဦးမင်းစင်တရုတ်နိုင်ငံမှာဖမ်းဆီးခံရတဲ့ကိစ္စဖြစ်ပါတယ်။ဒီနေ့အစီအစဉ်မှာတော့ဒီဖမ်းဆီးမှုဖြစ်စဉ်အသေးစိတ်ဘာကြောင့်ဖမ်းဆီးခံရလဲဆိုတာကိုအားလုံးနားလည်လည်အောင်အသေးစိတ်တင်ဆက်ပေးပါမယ်။နိုင်ငံတကာသတင်းဌာနကြီးတွေဖြစ်တဲ့ The New York Times, Reuters, BBC တို့ရဲ့ဖော်ပြချက်တွေအရဆိုရင်အမေရိကန်နိုင်ငံသားတဦးဖြစ်တဲ့ဦးမင်းစင်ကပြီးခဲ့တဲ့ဇွန်လ3ရက်မှာမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ယူနန်ပြည်နယ်ရဲ့မြို့တော်ကူမင်းမြို့လေဆိပ်ကိုအစည်းအဝေးတစ်ခုတက်ဖို့အရောက်မှာပဲအဖမ်းခံရပြီးတော့စပြီးပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။သူပျောက်ဆုံးသွားပြီးတော့သတင်းပတ်တစ်ပတ်ကျော်အကြာဒီနေ့ဇွန်လ12ရက်တောက်ကြနေ့မွန်းလွဲပိုင်းမှာတော့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောခွင့်ရပုဂ္ဂိုလ်လင်ကျန်းကဦးမင်းစင်ကတရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေတဲ့ဒလူလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေလို့တန်တရားရှိတဲ့အတွက်ဥပဒေအရရာဇဝတ်မှုနဲ့ဒီဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့တရားဝင်အတည်ပြုလိုက်ပါတယ်။ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတရုတ်အစိုးရကတရုတ်နိုင်ငံတောင်ပိုင်းကွမ်ကျိုးမှာရှိတဲ့အမေရိကန်ကောင်စစ်ဝင်ရုံးကိုလည်းအကြောင်းကြားထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဦးမင်းစင်ဆိုတာဘာတူလဲ။ဦးမင်းစင်ဆိုတာမြန်မာနိုင်ငံရေးလောကမှာထင်ရှားတဲ့သူဖြစ်ပါတယ်။1988ခုနှစ်အရေးတော်ပုံကာလတုန်းကကျောင်းသားကောင်းဆောင်တူဖြစ်ခဲ့ပြီးတော့အမေရိကန်နိုင်ငံ UC ဘာကလီတက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့မဟာဘွဲ့ကိုရရှိခဲ့ပြီးတော့လက်ရှိမှာတော့ပါရဂူဘွဲ့ PhD အတွက်ဘွဲ့လွန်ကျောင်းသားတအုပ်အဖြစ်ဆက်ပြီးတော့ပညာသင်နေတဲ့သူဖြစ်ပါတယ်။သူကမြန်မာနိုင်ငံအခြေဆိုင်ထိတ်တန်းမူဝါဒဒီသူရည်တနာအဖွဲ့တစ်ခုဖြစ်တဲ့မဟာဗျူဟာနဲ့ဝါဒလေ့လာရေး Institute မြန်မာဒီ ISP မြန်မာကိုတည်ထောင်သူအမှုဆောင်ဒရိုက်တာလည်းဖြစ်ပါတယ်။ဒီအဖွဲ့က2021ခုနှစ်မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ပြည်ပကိုပြောင်းရွှေ့အခြေစိုက်ပြီးတော့မြန်မာအရေးအထူးသဖြင့်မြန်မာနိုင်ငံအပေါ်တရုတ်နိုင်ငံရဲ့ဗျူဟာမြောက်အခမ်းကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေနဲ့ဒေသတွင်းဩဇာလွှမ်းမိုးမှုတွေကိုအဓိကသူရည်တနာပြုစောင့်ကြည့်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ရဲ့အတွင်းအမြင်ကဏ္ဍတွေမှာမြန်မာနိုင်ငံရဲ့ပြည်ပခါတွေအကြောင်းစောင်းမတွေအများအများရေးသားခဲ့တဲ့သူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံမှာအခြေစိုက်နေထိုင်နေရဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့အမေရိကန်နိုင်ငံသားတအုပ်ကိုနိုင်ငံတော်လုံခြုံရေးဆိုင်ရာဒလီယိုမှုနဲ့ဖမ်းဆီးတာမျိုးကဖြစ်ခဲ့လာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတရုတ်နိုင်ငံမှာအမေရိကန်နိုင်ငံသားတအုပ်ထိန်းသိမ်းခံရတဲ့တဲ့တင်ကိုသိရှိထားပြီးတော့လိုအပ်တဲ့ကူညီမှုတွေပေးဖို့လှုံ့ဆော်နေရလို့ထုတ်ပြန်ထားပေမဲ့အသေးစိတ်ကိုတော့ပြောဖို့ညှင်းဆန်ထားပါတယ်။ဝါရှင်တန် DC မှာရှိတဲ့တရုတ်တန်ယုံကလည်းတရုတ်နိုင်ငံကဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်လို့နိုင်ငံသားအားလုံးတရုတ်ဥပဒေကိုလိုက်နာရမယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံကအမေရိကန်နိုင်ငံသား200ကျော်လောက်ကိုမူရစေဝါမှုဒါမှမဟုတ်စီးပွားရေးဆိုင်ရာအငင်းပွားမှုတွေကြောင့်နိုင်ငံတွေကထွက်ခွင့်ပိတ်တဲ့ exit ban အမိန့်တွေနဲ့ထိန်းသိမ်းထားတာမျိုးရှိပေမဲ့အခုလိုနိုင်ငံတော်လုံခြုံရေးထိခိုက်မှုပုံမှန်နဲ့ဖမ်းဆီးခံထားရတာကတော့လောလောဆယ်မှာဦးမင်းစင်တယောက်ပဲရှိပါသေးတယ်။ဒီဖမ်းဆီးမှုကနိုင်ငံတကာတန်တမာရေးအရာအချိန်ကိုက်ဖြစ်ပွားလာတာဖြစ်ပါတယ်။ပထမအချက်ကတော့ဒေါ်နယ်ထရန့်ဒီဘေဂျင်းမြို့ကိုတွားရောက်ပြီးတော့တရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံပြီးတော့နှစ်ဖက်ပြိုင်ဆိုင်တာထက်ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးတဲ့ government to government ပူးပေါင်းဆောင်ရွက်မှုပုံစံအသစ်ကိုထူထောင်ဖို့ကြိုးစားပြီး၃ပတ်တောင်မပြည့်သေးခင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အမေရိကန်အရာရှိတူကတော့ဒီဖမ်းဆီးမှုကနှစ်နိုင်ငံကြားကပြန်လည်တည်မြဲရေးကြိုးပမ်းမှုတွေကိုရှုပ်ထွေးသွားစေရလို့ဆိုပါတယ်။ဒုတိယချက်ကတော့လာမယ့်သတင်းပတ်ထဲမှာပဲဦးမင်းအောင်လှိုင်ကဒီတရုတ်နိုင်ငံဘေဂျင်းမြို့ကိုတွားရောက်ဖို့ရှိနေတဲ့အခြေအနေနဲ့တိုက်ဆိုင်နေပါတယ်။တရုတ်အစိုးရကဦးမင်းအောင်လှိုင်ရဲ့အုပ်ချုပ်ရေးအသစ်ကိုလူသိရှင်ကြားထောက်ခံထားတဲ့အခြေအနေလည်းဖြစ်ပါတယ်။ဦးမင်းစင်ကိုတရုတ်ဘက်ကဘာကြောင့်အတိအကျဖမ်းတာလဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့မြမအရေးတရုတ်နဲ့ပတ်သက်မှုတွေကိုအသေးစိတ်သူတွေတနာလုပ်နေသူဖြစ်လို့တရုတ်ရဲ့နိုင်ငံရေးစီရေးဒီလှုပ်ဝက်ချက်တွေကိုထိခိုက်စေတယ်ဆိုပြီးတော့အခုလိုဖမ်းဆီးလိုက်တာဖြစ်နိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။အချုပ်ပြောရရင်တော့ ISP မြန်မာရဲ့ဒါရိုက်တာဦးမင်းစင်ဖမ်းဆီးခံရမှုကတရုတ်မြန်မာဆက်ဆံရေးတာမကဘဲနဲ့အမေရိကန်နဲ့တရုတ်ကြားတန်တမာရေးကစားပွဲကြီးမှာအရေးကြီးတဲ့အလှည့်ပြောင်းကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။လာမယ့်စက်တင်ဘာလထဲမှာဒေါ်နယ်ထရန့်ကတရုတ်သမ္မတရှီကျင်းပင်ကိုဝါရှင်တန်မှာဧည့်ခံဖို့ရှိနေတာကြောင့်ဒီဖမ်းဆီးမှုကနေပြီးဦးမင်းစင်ပြန်ပြီးလွတ်မြောက်လာမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဦးမင်းစင်တရုတ်အစိုးရလက်ကနေပြီးအမြန်ဆုံးလွတ်မြောက်နိုင်ဖို့ဆူတောင်းလျက်ဒီနေ့အစီအစဉ်ကိုအဆုံးသတ်ပါရစေ။ကျွန်တော်ကတော့လင်ခိုင်ပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။